ရောက်ရအရက်ကမကောင်းရင်ကောင်းရအရက်ကိုပြောင်းရမယ်တဲ့မြစ်တဲ့ဖက်နှက်ကိုမပြစ်နိုင်ရင်တစ်တဲ့ဖက်နှက်ကိုမဝေးရနိုင်ဘူးစိတ်ကမပျော်ရွှင်စေတဲ့အရက်မှာဝဲလည်နေရင်မနှက်ဖြန်တွေဟာဆက်ပြီးတန်ဖိုးမဲ့ကောင်းနေမှာပဲစိတ်ပျော်စရာတွေကြီးရဖို့မဆိုလိုပေမဲ့စိတ်ပင်ပန်းရတာတွေကြီးပဲကြုံရင်လည်းဘာလုပ်နေမှာလဲအမိုက်ကိုအမိုက်နေရာကိုပို့ပြီးကြောခိုင်းစရာရှိတာကိုကြောခိုင်းရမယ်လဲကျစရာရှိရင်လဲကျပြန်ဆစရာရှိရင်ပြန်ဆနိုင်ရမယ်လူမန်နေရာမှန်စုံစည်းနိုင်မှာပဲတန်ဖိုးထားခံရမှာမဟုတ်လားလူမန်နေရာမှန်ဆိုတဲ့နေရာမှာလဲကိုကဒီတိုင်းထိုင်ဆောင်နေမဲ့အစားကိုဘွားတွေကိုလူတစ်တွေဝင်ထွက်သွားလာခွင့်ပေးတင်တယ်နော်တချို့ຢာတွေကိုစွန့်ပြီးတော့တချို့ຢာတွေကိုအသစ်အစအနေပြန်စတင်တယ်ကိုရဲ့ဆွဲလန်းနေဟာတခါတလေမှာကိုပြန်တက်နေတာမျိုးဖြစ်နေတတ်တယ်ဒီဘက်ခေတ်လိုလောကကြီးထဲမှာကိုအပူငင်းအောင်နေခြင်းနဲ့စိတ်လေးအေးချအောင်နေခြင်းနဲ့ဆိုရင်ကို့ဘောအဆင်မပြေနေတဲ့ဆက်ဆံရေးတချို့ကိုအတိနဲ့တတိကပ်ပြီးတော့လွတ်ချတတ်ဖို့လိုအပ်တယ်နော်ကို့အတွက်အဆင်မပြေစေတဲ့ဆက်ဆံရေးတိုင်းကိုဘက်ကစပြီးတော့လက်လွတ်ပြီးလွတ်ချခဲ့တာဟာတကူကောင်းဆန္ဒမဟုတ်ပါဘူးကိုချစ်တက်လာတာပဲဖြစ်ပါရဲ့ရှင်